စားရန်စင်မင်းဇန်နဲ့ပတ်သက်ပြီးမန္တလေးသိန်းစော်ရဲ့သဘောထားထုတ်ပြန်ချက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မန္တလေးသိန်းစော်ကမိမိရဲ့အသက်အရွယ်အပိုင်းခြားအရာတော်လကောင်ပါရမီကန်စီမံ၍တော်လကောင်မိမိသည်ဇသပင်လောကနှင့်အလန်းကွာ၍ကြပြားရေးဖွဲ့ခြင်းအလူပွဲမင်္ဂလာပွဲထီပွဲပူဇော်ပွဲစသည့်ပူဇနီယနုပညာလုပ်ငန်းတို့နဲ့ပြောမွေလောက်ကိုင်နေခဲ့သည်မှာဆယ်စုနှစ်တခုစာများတော့ပင်မကတော့2025ခုနှစ်မှာစ၍မြည်တိကန်စီမံလေးသည်မသိမိမိ၏မြစ်တာနှင့်မိမိ၏သပင်ပညာအရေးတို့အကြောင်းရည်ဆက်ကြီးမားစွာလူငယ်စမင်းသားလေး2ဦးရောက်ရှိလာခဲ့ကြပါသည်စားတွေ့စဉ်ကလေးကပင်သူတို့2ဦးလုံးအပေါ်ညတသောစိတ်စေတနာထား၍မြမဇသပင်လောကရဲ့အနာဂတ်အတွက်လှပသောရှုခင်းလေး2ခုတစ်ဖွဲစိတ်ကူးဖြင့်တွေးမြင်ခဲ့မိပါသည်သူတို့2ဦးမှာလက်ရှိနိုင်ငံကျော်စမင်းသားလေးများဖြစ်ကြသည့်တားအောင်စပူနှင့်တားဆန်းရီမိုးတို့ပင်ဖြစ်သည်2025-26ခုနှစ်ကာလအတွင်းမြန်မာပြည်တနှံ့တလျာသူတို့ရဲ့အမိတက္ကသိုလ်မှာဤစနစ်တကျတင်ပေးလိုက်သောအခြေခံအစုအကသဘင်ပညာများမိမိနီးပြစီမံလက်ဆင့်ကမ်းပြီးသောအော်ပရာဒေသချင်းပရိသတ်အပေါ်ပြောရေးဆိုရာစသည့်သဘင်မှုတို့နှင့်သူတို့၏ထက်သန်သောကံဉာဏ်ဝရိယတို့ပေါင်းဆက်ကတနှစ်တာမပြည့်မြောက်သေးသည့်ကာလမှာပင်တတိုင်းပြည်လုံး၏တခဲနက်သောချစ်ခင်အားပေးမှုကိုကိုစီရရှိပိုင်ဆိုင်နိုင်ခဲ့ကြပြီဖြစ်သည်ထို့သောအောင်မြင်မှုများကြောင့်သူတို့2ဦးအတွက်သာမကမြမသဘင်လောကအတွက်ပါမိမိဝမ်းမြောက်ဂုဏ်ယူမိပါသည်သို့သောယခုအခါတွင်ဆိုရှယ်မီဒီယာတွေပေါ်၌အော်တောင်းနှင့်ဖြစ်ပေါ်နေသည့်စားရန်စင်မင်းဇက်တော်မူပိုင်ခွင့်ကိစ္စနှင့်ပတ်သက်၍မိမိပါဝင်ပြောဆိုခြင်းမရှိခဲ့သောအငင်းပွားနေမှုကြီးကိုယခုလည်းမိမိပါဝင်ပြောလိုခြင်းမရှိပါအတိညာအရွယ်ရောက်သူတိုင်းအတွက်ရှင်းနေသည့်အရာကိုမရှုံအောင်လီဆယ်ပြောဆိုပြီးအမှန်တရားကိုဖုံးကွယ်ဖျောက်ဖျက်လိုသူများရဲ့အလုပ်ရက်ကိုမြည်သည့်စကားလုံးတွေကမှအဆုံးသတ်ပေးနိုင်မည်မဟုတ်သလိုခေတ်စနစ်နဲ့အညီပြဋ္ဌာန်းထားသည့်မူပိုင်ခွင့်ဥပဒေစည်းကမ်းများကသာအဆုံးဖြတ်ပြုပေးနိုင်မည်မို့အမုန်းစကားပဲဖြစ်ဖြစ်ခလေးစကားပဲဖြစ်ဖြစ်မပြောလို့တော့ပဲဥပဒေနဲ့သာရှင်းတင်တာရှင်လင်းတင်တာလင်းရမည်ဖြစ်ပါသည်ယခုမိမိအထူးပြုပြောကြားလိုသည်မှာမိမိတင်ဆက်ကပြခဲ့သည့်စားရန်စင်မင်းဇက်တော်အခြေခံ၍မိမိနှင့်ဇက်စီယာခေါ်ဇက်တီထောင်သူငွေရှင်လုပ်ငန်းရှင်တို့၏ပြိပခပြဿနာသည်သဘင်ပညာရှင်ဇမင်းသားလေးစမ်းရည်မွန်နှင့်မသက်ဆိုင်မှာပြီးခဲ့သည့်တစ်နှစ်တာအတွင်းရန်ကုန်မန္တလေးနှင့်မြန်မာပြည်တဝန်ပွဲခွင်များတွင်စမ်းရည်မိုးသဘင်အဖွဲ့ကကားပြဖျော်ဖြေခဲ့သောမန္တလေးသိန်းစော်၏အော်ပရာ2ပါးသောခင်ဟောင်းတေးဂီတသချင်းများအားတားဆန်းရည်မိုးဆက်လက်၍တီဆိုကားပြဖျော်ဖြေခြင်းကိုမိမိကလုံးဝတားမြစ်မည်ကန့်ကွက်မည်မဟုတ်ပါကြောင်းနှင့်ဆက်လက်၍လည်းမိမိအနေဖြင့်မိမိအယူအဆအရာမြန်မာနိုင်ငံတော်ကြီးတွင်အောင်မြင်သောဇက်ဖွဲ့တစ်ဖွဲ့နှစ်ဖွဲ့ရှိုံများနှင့်မြမသဘင်လောကရဲ့လိုမပြေဆုံးနိုင်သေးသည့်အတွက်ထပ်မံ၍ဇက်သဘင်လောက၌အောင်မြင်မှုရယူရန်အားထုတ်ကြိုးပမ်းနေသောမျိုးဆက်သစ်လူငယ်ဇမင်းသားဇက်သဘင်အဖွဲ့အစည်းများကိုလည်းမိမိလက်လန်းမိသမျှအကြောင်းရည်ဆက်ရှိသည့်အပေါ်မှာနိုင်စွမ်းသ၍သဘင်အမွေနှစ်ကိုလက်ဆင့်ကမ်းပေးသွားမည်ဖြစ်ကြောင်းရိုးရှင်းပွင့်လင်းစွာမိမိ၏သဘောထားအားထုတ်ပြန်အသိပေးအပ်ပါသည်ဆိုပြီးမန္တလေးသိန်းစော်ကစားရန်စင်မင်းဇက်တော်နှင့်ပတ်သက်ပြီးဆိုင်းရီမိုးရဲ့ဇက်သဘင်တီထောင်သူနှင့်ဖြစ်ပြနေတဲ့ပြဿနာတွေအပေါ်ထုတ်ပြန်ရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောမန္တလေးသိန်းစော်ရဲ့ထုတ်ပြန်ရှင်းလင်းချက်အပေါ်ဘယ်လိုမျိုးမြင်မိကြလဲဆိုတာကောမန့်မှာအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်